အယုံရောက်လာတဲ့ခါကျတော့ဘာလို့လဲသူတို့မနကအချင်းပေးစားလိုက်တယ်ပေးစားလိုက်တော့ဘာလို့လဲဆိုဦးဇင်းတို့တွေအဲ့ဒီမှာသူကဒီမှာသာသမီတယောက်မွေးတယ်အဲ့လိုတဲ့ခါကျဥပကတယောက်မွေးတယ်သူတို့မနမချင်းပေးစားမနမချင်းပေးစားနဲ့ဘယ်လောက်လောက်သွားလဲဆိုဦးဇင်းတို့တွေအဲ့ဒီမှာခွန်ခံရသွားတယ်9990မှာ9ယောက်ဖြစ်တယ်သူတို့အကုန်လုံးမြတ်တရချန်ရတွေအဲ့လိုကြီးမြို့ကလူတူဦးလည်းများလာတယ်မြို့ကလည်းစီကားလာတဲ့ခါကျတော့အုတ်တိုင်းက3ချိန်တီတိုးချဲ့ရတယ်ဒါကျိုးဝေတာလီကိုဒါကြောင့်မို့3ချိန်တီပြန်ပြောတိုးတက်စီခွင့်တဲ့အတွက်သူ့ကိုခေါ်တာဝေတာလီလို့ခေါ်ရနော်အဲ့ဒီဝေတာလီမှာဘယ်လိုအုပ်ချုပ်တယ်ဆိုအလက်ကျစနစ်နဲ့မဲစနစ်နဲ့အုပ်ချုပ်တာမဟာလူကောင်းဆောင်မှုနဲ့လက်စုပ်နဲ့အုပ်ချုပ်တာဒီနေ့သူလည်းဒီတလဲမှာ3နှစ်ဆို3နှစ်4နှစ်ဆို4နှစ်ညဘုရားမပေါ်ခင်နဲ့ဒီမျိုးဆိုပေါ်နေတာဟုတ်လားနိုင်ငံကပြောလို့ရှိရင်ညဘုရားမပေါ်ခင်နဲ့ဒီမှာပေါ်ပြီးတာအဲ့ဒါကြီးနော်ဒီနိုင်ငံမှာဦးဇင်းတို့အိန္ဒိယရဲ့အင်ပါယာရဲ့ကြီးမှုကျမ်းတွေပြလိုက်တယ်မဲစနစ်နဲ့အုပ်ချုပ်တာဘယ်လိုလဲအဲ့ဒါနဲ့အုပ်ချုပ်တာလဲမဲစနစ်အဲ့ဒါကြတော့ဒီနေ့ရဲ့ဘာသာရေးမှာဒီလိုကြီးတော့ပါလာတာအဲ့ဒီအကျဉ်းမှတ်တယ်နဲ့ပါပြီးတော့ What a beautiful look. Hong Kong နဲ့ငါတို့ပြတ်ပြင်းနေတယ်ဘာမှမလုပ်ဘူးလို့ပြောတယ်